အစာအိမ်ရောင်တာကခဏခဏဖြစ်နေတယ်ချက်ချင်းမတက်တာကိုဖြစ်နေတယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြပြမဲ့အချက်၅ချက်ကြောင့်ဖြစ်နိုင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတီခန်ထုံးမှန်ဖြစ်ပါတယ်ဆိုတော့အစာအိမ်ယောဂဆိုတာကအဖြစ်များတဲ့ယောဂတွေမှာပါဝင်တယ်ဒါပေမဲ့အစာအိမ်ယောဂလို့ပြောလိုက်ပေမဲ့ဒီအစာအိမ်မှာဖြစ်နိုင်ရရှိတဲ့ယောဂတွေကအများကြီးရှိတယ်လေထိုးလေရောက်ဖြစ်နိုင်တယ်အစာအိမ်ရောင်တာဖြစ်နိုင်တယ်အစာအိမ်မှာအနာဖြစ်နိုင်တယ်အစာအိမ်သွေးကြောပေါက်တာဖြစ်နိုင်တယ်ပြီးလို့ရှိရင်စချင်မဲ့ယောဂဆိုပြီးတော့ရှိသေးတယ်နောက်ဆုံးအစာအိမ်ကင်ဆာထိဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အစာအိမ်လို့ခြုံပြီးပြောလိုက်ပေမဲ့ဖြစ်နိုင်ရရှိတဲ့ယောဂတွေကတော့အများကြီးဖြစ်နိုင်တယ်ဒါတွေကစမ်းသပ်စစ်ဆေးမှသာအတိအကျပြောနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော်ကဘာအကြောင်းကိုပြပြမလဲဆိုရင်အစာအိမ်ရောင်တာခဏခဏဖြစ်နေပြီသို့မဟုတ်ချက်ချင်းမတက်တာဘူးစေးတောက်လည်းမတက်တာဘူးဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်ဖြစ်နိုင်ရရှိတဲ့အချက်၅ချက်အကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးပါပထမအချက်ကကြတော့ဒီအစာအိမ်ပိုးရှိမရှိစစ်ဆေးဖို့လိုအပ်ပါတယ်ဆိုတော့ H pylori လို့ခေါ်တယ်ဒီပိုးရှိနေပြီဆိုလို့ရှိရင်သူကဒီအစာအိမ်ဆေးရိုးတောက်ရုံနဲ့မပြောက်ဘူးเนาะအဲ့တော့မတက်တာတတ်ဘူးအဲ့တော့အစာအိမ်ပိုးသက်ဆေးကိုတေချာစနစ်တကျတောက်ဖို့လိုအပ်တယ်အဲ့ဒါကလည်းဆရာဝန်ညွှန်ကြားချက်နဲ့အတိအကျတောက်မှာဖြစ်တယ်တစ်ခါလေမှာအဲ့ဆေးတောက်တဲ့အခါမှာတချို့တွေနုံတာဖြစ်တတ်တယ်တကယ်လိုအပ်မှလည်းတောက်ရတာဖြစ်ပါတယ်မလိုအပ်ရင်တောက်စမလိုဘူးအဲ့တော့တေချာစစ်ဆေးပြီးမှအစာအိမ်ပိုးရှိမရှိကိုစစ်ဆေးပြီးမှတောက်ရတဲ့ဒီဆေးတွေဖြစ်ပါတယ်เนาะအဲ့တော့အစာအိမ်ပိုးစစ်ဆေးဖို့လိုအပ်တယ်ဒုတိယအချက်ကကြတော့ကိုယ့်ရဲ့ဒီနေထိုင်မှုပုံစံစစ်ဆေးဖို့လိုအပ်တယ်အဲ့တော့အစာအိမ်ရောင်ပြီဆိုလို့ရှိရင်ကျွန်တော်ကဆေးတစ်ခုတည်းတောက်ရုံနဲ့မရအောင်ဆိုတော့ကိုယ့်ရဲ့အနေထိုင်မှားနေတာပြန်စစ်ဖို့လိုအပ်တယ်အနေထိုင်စားတော့အရင်အရေးကြီးတယ်အဲ့တော့ဘာလဲဆိုလို့ရှိရင်အပူအဆက်တွေရှောင်းမယ်အပူတွေအဆက်တွေငရုတ်သီးမရဘူးငရုတ်သီးအစိမ်းတော့ငရုတ်သီးအကြက်မဟုတ်ဒါမျိုးတွေမရအောင်ပြီးလို့ရှိရင်ငရုတ်ကောင်းမရဘူးပြီးလို့ရှိရင်တခြားပူတဲ့ဆက်တဲ့အရာတွေဒါတွေမရအောင်เนาะအဲဒီတုံရမ်းအဆက်တွေဒါမျိုးတွေမရဘူးပြီးလို့ရှိရင်ကျွန်တော်အချင်းတွေပေါ့เนาะအဲ့တော့ချင်းတဲ့ဟာတွေရှာလကာရီလိုဟာမျိုးတွေဟိုအချင်းဖောက်ထားတဲ့ဟာတွေเนาะချင်းဘတ်တွေဒါမျိုးတွေတိုးစရာတွေစားလို့မရတိုးစရာဆိုတာဒီရိုးရိုးအသီးဟာကိုပြုတ်လို့ရတယ်အမှားပဲကျွန်တော်တို့ကရုပ်ပရိသီပြုတ်တယ်စားလို့ရတယ်ဒါပေမဲ့ဒညင်းသီးစားရည်စိဒီလိုမျိုးဟာရယ်ဆိုလို့ရှိရင်စားလို့မရအဲ့လိုအခြေဖောက်ထားတဲ့တိုးစရာတွေဆိုလို့ရှိရင်เนาะမရပါဘူးရှောင်ဖို့လိုအပ်ပါတယ်เนาะပြီးတဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော်ကဒီစီကြော်စားတွေစီညိုင်းနဲ့ကြော်ထားတဲ့အာလူကြော်တွေအကြော်တွေဒါမျိုးတွေရှောင်ဖို့လိုအပ်တယ်ပြီးလို့ရှိရင်ဒီပြင်ထားတဲ့အစားအစာတွေဒါတွေလည်းရှောင်ဖို့လိုအပ်ပါတယ်ဒါပြင်မှာ coffee လည်းရှောင်ဖို့လိုအပ်တယ်နောက်ပိုင်းတက်တာသွားရဆိုရင်တော့တစ်ခွက်တစ်လေတောက်လို့ရတယ်ဒါပေမဲ့ဖြစ်နေတဲ့အချိန်မှာတော့ coffee ကရှောင်ဖို့လိုအပ်တယ်အဲ့လိုပဲအရက်ဘီယာမတည့်ဘူးပြီးလို့ရှိရင် select ဒါတွေကအစာရောဂါကိုပို့ပြီးတော့စိုးစေတယ်ဒါတွေကိုလည်းရှောင်ဖို့လိုအပ်ပါတယ်เนาะဒီအနေထိုင်ကိုလည်းကျွန်တော်သတိထားဖို့လိုအပ်တယ်ပြီးလို့ရှိရင်ထမင်းစားတဲ့အခါမှာကျွန်တော်ထိုင်နေတဲ့အများကြီးမစားသင့်ဘူးခဏနဲ့ခွဲပြီးတော့စားပေးသင့်တယ်ဘိုက်ပြင်သွားအောင်เนาะအဲ့လိုမျိုးဘိုက်ကြီးတင်းကားသွားအောင်မျိုးမစားသင့်ပါဘူးเนาะဒါပြင်မှာထမင်းစားပြီးချင်းမှာချက်ချင်းလှဲအိတ်တာမျိုးကိုလည်းမပြုလုပ်သင့်ပါဘူးဒါတော့ဒုတိယအချက်ဖြစ်ပါတယ်တတိယအချက်ကကြတော့စိတ်ဖိစီးမှုများတာကြောင့်ဖြစ်ပါတယ်အဲ့တော့ကိုကအလုပ်တယ်အလုပ်မှာစိတ်ဖိစီးမှုအများများနေတယ်ဆိုလို့ရှိရင်လည်းဒီအစာရောဂါကချက်ချင်းမတက်တာမျိုးဖြစ်တတ်တယ်အဲ့တော့စိတ်ဖိစီးမှုများတာကအစာအိမ်မှာအက်ဆစ်ထွက်တာကိုပို့ပြီးတော့များစေပါတယ်အဲ့တော့စိတ်ဖိစီးမှုတက်တဲ့များကင်းဝေးအောင်နေဖို့လိုအပ်ပါတယ်ဒါတတိယချက်ဖြစ်ပါတယ်နောက်တစ်လေးခုမြောက်ချက်ကကြတော့ဒီကဲကဲပြောက်စီတွေတောက်နေတာဖြစ်ပါတယ်တချို့တွေကရှိတယ်ဒူးနာတယ်ခါကြိုက်တယ်ကဲကဲပြောက်စီတွေကိုတောက်နေတယ်အဲ့တော့တစ်ဖက်မှာလည်းပဲအစာရည်သီးတောက်နေရဆိုလို့ရှိရင်ချက်ချင်းမသက်သာတတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီကဲကဲပြောက်စီတွေကအစာရင်ရောင်တာအစာရင်အနာဖြစ်တာဒါမျိုးတွေကိုပို့ပြီးတော့စိုးစေတယ်နောက်ဖြစ်စေတယ်ပေါ့နော်အဲ့တော့ချက်ချင်းမသက်သာတာမျိုးဖြစ်တတ်တယ်အဲ့ဒီဆေးတွေကိုလည်းကျွန်တော်တို့ကရက်ဖို့လိုအပ်ပါတယ်နော်ဆရာနဲ့တခြားတိုင်မရမှာဖြစ်ပါတယ်ကိုကမှလည်းကြိုက်နေရဆိုလို့ရှိရင်အစာရည်သီးလည်းတောက်နေရဆိုလို့ရှိရင်ဒါအနေနဲ့သူကဲကဲပြောက်စီအပြင်းစားရလားမစိုးတဲ့ပါရာစီတမောလိုမျိုးတောက်လို့ရတယ်ဥပမာအားဖြင့်ကိုကခေါင်းခဏခဏကြိုက်တဲ့လူတယောက်ဆိုရင်အစာရောဂါလည်းဖြစ်နေရဆိုရင်ဆေးပြောင်းမှာဖြစ်ပါတယ်နော်ဒီကြိုက်တာကိုမခံနိုင်ဘူးဆိုလို့ရှိရင်ပါရာစီတမောလောက်ကတောက်လို့ရတယ်တခြားကဲကဲပြောက်စီအပြင်းစားရဖြစ်တဲ့ Diclori, ibuprofen တွေဒါတွေကတော့ကျွန်တော်ကရှောင်ဖို့လိုအပ်ပါတယ်အဲ့တော့ကဲကဲပြောက်ဆေးတွေသတိထားဖို့လိုအပ်တယ်ပြီးတော့ဒီ steroid လိုမျိုးဆေးတွေကိုလည်းသတိထားဖို့လိုအပ်ပါတယ်ဒါတွေကိုရက်ပြတ်မှာဖြစ်ပါတယ်နော်နောက်ဆုံး၅ခုမြောက်ချက်ကကြတော့ကိုကတကယ်ရောအစာအိမ်ရောင်းနေတာဟုတ်ရဲ့လားတခြားယောဂများဖြစ်နေမလားဒါတွေကိုတေချာစစ်ဆေးဖို့လိုအပ်ပါတယ်နော်အဲ့တော့အစာအိမ်ကင်ဆာဖြစ်နေမလားဒါမှမဟုတ်တခြားအစာအိမ်နဲ့မဟုတ်တဲ့ဟာတွေမုတ်ချိုအိမ်ရောင်းတာများဖြစ်နေမလားသို့မဟုတ်တဲကြီးအိမ်မှာပြဿနာဖြစ်နေရလားတဲကြီးကြောက်တဲနေရလားဒါမျိုးတွေကိုလည်းကျွန်တော်တို့ကတေချာစစ်ဆေးဖို့လိုအပ်ပါတယ်เนาะဒါအခုကျွန်တော်ပြောသွားတဲ့ချက်တွေကကြတော့အစာအိမ်ရောင်တာဖြစ်ပြီဆိုလို့ရှိရင်ချက်ချင်းမတက်တာကိုဖြစ်နေတယ်ဒါမှမဟုတ်ခဏခဏပြန်ဖြစ်နေတယ်ဆိုရင်ဖြစ်နိုင်ရရှိတဲ့အချက်၅ချက်ပဲဖြစ်ပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတော့လည်းအားလုံးကျေးဇူးများတင်ပါတယ်သိချင်တာရှင်းရင်ကွန်မန့်မှာမေးလို့ရပါတယ်